ဒီနေ့တော့ဆိုင်ပိတ်ရက်လေးမှာတင်စားကစီမပါတဲ့ချမောင်ရခိုင်ချက်လေးချက်စားပါမယ်ဒီအိမ်ချမ်းဝင်းထဲမှာပေါ့နော်ချမောင်မင်းလေးတစ်ပင်လေးစိုက်ထားတာအရန်ကိုပေါ့နော်အကြီးကြီးဒီမှာကြည့်ပါအောင်အကြီးကြီးဖြစ်နေတယ်ပေါ့နော်စားလို့မကုန်နိုင်အောင်အကိုင်းခတ်တွေအရွက်တွေအများကြီးပေါ့နော်အဲ့ဒါကိုအိမ်ချမ်းအတွက်လက်လက်ဆက်ဆက်လေးကိုခူးပြီးတော့ချက်စားပါမယ်ကဲရေဆေးပြီးတော့ချမောင်လေးကိုရေဆေးပြီးတော့အိုးထဲကိုထည့်လိုက်ပါမယ်စနှုံးမုံလေးထည့်မယ်စားလေးထည့်မယ်အချိုမုံလေးထည့်မယ်ပေါ့နော်ဒါတော့အချိုမုံလေးထည့်မယ်ထည့်ပြီးတော့ရောက်တော့ကဲဒါလေးကတော့ပစွန်ကြောက်လေးပေါ့နော်ပစွန်ကြောက်လေးထည့်မယ်ထည့်ပြီးတော့မီးဖွင့်ထားလိုက်ပဲပေါ့နော်မီးဖွင့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ထားလိုက်ပါမယ်ပြီးရင်ချမောင်လေးတွေကိုခြေရမယ်ပေါ့နော်ကြီးနေအောင်ခြေပြီးတော့မှုရမယ်မှုပြီးလို့ချင်ရင်ဒီငပိကိုအရေးဖြော်ပြီးတော့ပေါ့နော်ထည့်လိုက်ပါမယ်သူကငပိကိုအရင်ထည့်ပြီးချက်ရင်ကျတော့စားမကောင်းဘူးပေါ့နော်ဒီချမောင်ရခိုင်ချက်မှာကျတော့ဒီလိုလေးငပိကိုရေလေးဖြော်ပြီးချက်လိုက်လို့ချင်အနက်မှုဖွေးလေးနဲ့တော်တော်စားကောင်းတယ်ပေါ့နော်ပြီးရင်ငုတ်သီးစိမ်းလေးခတ်ပါမယ်ဒီတစ်ခွက်ထဲနဲ့ပေါ့နော်ထမင်းနယ်စားပေါ့နော်ကြက်သားကြော်လေးနဲ့ဒီချမောင်ဟင်းလေးနဲ့အရန်ကိုကောင်းတယ်ပေါ့နော်ချက်စားကြည့်ပါနော်ဒါလေးတော်တော်စားကောင်းပါတယ်စီမပါတဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်ပေါ့နော်တင်စားကတော့